အားလုံးမင်္ဂလာပါဒီတစ်ခါပြောမှာကကျမ်းမာရေးအကြောင်းအရာတော့မဟုတ်ဘူးဒါမဲ့စိတ်ခွန်အားဖြင့်အကြောင်းအရာလို့ပြောရမယ်ထင်တယ်နော်တချို့တွေအတွက်အသုံးဝင်မယ်လို့ထင်ပါတယ်တစ်ချက်လေးကြည့်ပါဒီဗီဒီယိုကအဓိကယူရတာကတော့ကိုဘွားကိုပေါ့နော်သူများတွေနဲ့ရှင်ပြီးတော့ငါရက်နောက်ကျနေပြီပေါ့ငါအသုံးကျဘူးငါရက်နောက်ကျနေပြီငါဘယ်တော့မှဖြစ်ထွန်းမဲ့သူမဟုတ်ဘူးလို့ထင်နေတဲ့သူရှင်ဒီဗီဒီယိုကိုကြည့်ကြည့်ပေါ့နော်ကျွန်တော်ရဲ့အတွေ့အကြုံနဲ့ရှင်ပြီးတော့ပြောပြမယ်ကျွန်တော်2012မှာစေတက်သူကနေဘွဲရတယ်အမြဲတမ်းပြောခဲ့သလိုပဲကျွန်တော်ကအရန်စီးပွားရေးနဲ့ပတ်သက်လို့ရှိရင်ပေါ့နော်အရန်အတိုင်းဝိုင်းကောင်းတဲ့သူတွေကမဟုတ်ဘူးအဲ့တော့ကျွန်တော်မိဘတွေမချမ်းသာဘူးဒီတိုင်းမရှိမရှားပေါ့နော်အဲ့လိုမျိုးပုံစံမျိုးနောက်တစ်ခုကကြတော့ဒီ connection ပေါ့အဆက်အသွယ်အရန်ကောင်းတဲ့သူတွေလည်းမဟုတ်ကြဘူးဆိုတော့2012ဘွဲရတဲ့အချိန်မှာဘွဲမရခင်တော့တိတ်ပြဿနာမရှိဘူးပေါ့နော်အိမ်မှာကចောင်းသားလိုမျိုးဆရာဝန်ဘွဲရတော့မဲ့သူပေါ့နော်စေးចောင်းသားဆိုတော့အိမ်မှာလည်းဖူးပုတ်ထားတယ်ပေါ့ဘွဲရပြီးတဲ့ခါကျတော့မှနည်းနည်းဘဝပြောင်းသွားပြီဗျဘာလို့လဲဆိုတော့အဲ့မတိုင်ခင်တော့ဘွဲမရခင်တော့ကကျတော့လူကစေးចောင်းသားလေနော်ចောင်းသားဘွဲရပြီးတဲ့ခါကျတော့သူကចောင်းသားမဟုတ်တော့အလုံးလက်မဲ့ဖြစ်သွားပြီဘွဲရထားတဲ့အလုံးလက်မဲ့ဖြစ်သွားပြီအဲ့ချိန်မှာဘာလို့လဲတော့မသိဘူးပေါ့နော်ကျွန်တော်ထက်စေးတက်သူကနေចောင်းပြီးသွားတဲ့တငယ်ချင်းတွေကိုကြည့်လိုက်တော့လေတချို့တွေကစေးကုမ္ပဏီမှာလုပ်နေကြပြီနော်ဆက်သွယ်ရှိရပေါ့နော်သူတို့တငယ်ချင်းတွေ mix တွေရှိတဲ့မောင်နှမတွေရှိတဲ့စေးတက်သူတွေမှာစေးကုမ္ပဏီမှာလုပ်နေကြတဲ့သူတွေရှိတယ်တချို့ပတ်စံရှိတဲ့သူတွေကကိုယ်ပိုင်စေးကမ်းဖွင့်ကြတယ်နော်ဒါမှမဟုတ်လည်းစေးကမ်းတစ်ခုမှလုပ်ကြတယ်ပေါ့ပြဿနာကျွန်တော်ကြတော့ဘာမှဒီဟာနဲ့ပတ်သက်လို့အတွေ့အကြုံမရှိဘူးဘာလုပ်ရမလဲဆိုတာလည်းမသိဘူးစေးကမ်းဖွင့်ဖို့ကလည်းမတက်နိုင်ဘူးနော်စေးကမ်းဖွင့်ဖို့လည်းမတက်နိုင်ဘူးနောက်တစ်ခါစေးကုမ္ပဏီကိုရှောက်ဖို့ကလည်းအဆက်အသွယ်ဘာမှမရှိဘူးကိုတခါမှလည်းအလုံးမလျှောက်ဘူးလေတခါမှလည်းအလုံးမလျှောက်ဘူးနောက်တစ်ခါအဆက်အသွယ်လည်းမရှိဘူးကိုပိုင်စေကန်းလည်းမဖွင့်နိုင်သူများစေကန်းအဲ့တော့သူများစေကန်းလေးတော့ထိုင်လိုက်သေးတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးတကယ်ချင်းတွေတွေ့တယ်ဘာညာဆိုရင်တိတ်ပြီးတော့မသွားချင်တော့ဘာဖြစ်လို့လဲဆိုတော့အများစုကအလုပ်ရှိနေပြီပေါ့နော်အများစုအလုပ်ရှိနေတခုမဟုတ်တခုကတော့ပြနေဝင်လဲကောင်းနေဝင်လဲတကယ်ကောင်းနေပြီပေါ့အဲ့ချိန်မှာကျွန်တော်ကအိမ်ကနေပြီးလက်ဖြန့်တောင်းနေရတော့မယ်လေမိဘတွေစီကနေပြီးတော့တပတ်ကိုမဟုတ်ဘူးဘလောက်ဆိုပြီးတော့စေးချောင်းသားတော့ကရတယ်မဟုတ်ဘူးအတိုင်းပဲဆက်ပြီးတောင်းနေတော့အဲ့ခါကျတော့ကိုစိတ်တက်ကြတယ်ပေါ့နော်တကယ်ချင်းတွေတွေ့ရင်လည်းမသွားကြတော့ကိုတုံးကြတဲ့သူတရားလို့ခံစားရတယ်စိတ်တက်ကြတယ်ခံစားရတယ်ပေါ့ဘလို့ဘာလို့မှမသိဘူးဖြစ်နေတာပေါ့နော်အဲ့လိုငါကတော့သွားပါပြီပေါ့ငါတော့အရန်နောက်ကျနေပြီပေါ့သူများနဲ့ရှင်ငါတော့ဘယ်တော့မှဖြစ်လာမဲ့သူမဟုတ်တော့ဘူးလို့ကျွန်တော်အဲ့တုန်းကလည်းထင်ခဲ့တယ်ဒါမဲ့အဲ့မှာကျွန်တော်ဘာလုပ်လဲဆိုတော့ဟုတ်ပြီငါဘာလုပ်နိုင်တာရှိလဲပေါ့ငါအမှသူများတွေငါ့ကိုအလုပ်ခတ်မှုတော့ငါဘာမှလုပ်လို့ရနိုင်တာမရှိဘူးအဲ့တော့ငါဘယ်နဲ့ငါလုပ်နိုင်တာဘာရှိလဲဆိုတော့အဲ့ဒါကိုကျွန်တော်တွေးရအဲ့မှာကျွန်တော်ဟိုတနေ့ကပြောတဲ့အင်္ဂလိပ်စာလေ့လာတယ်နော်အင်္ဂလိပ်စာကိုကျွန်တော်သေချာလေ့လာရတာပဲအဲ့မှာငါအင်္ဂလိပ်စာတက်မှာတော့ဖြစ်မယ်အင်္ဂလိပ်စာကျွမ်းကျင်မှုရှိမှငါသေချာစကားပြောလို့ရမယ်သေချာလုပ်လို့ရမယ်အင်္ဂလိပ်စာရေးပါတယ်လို့ကျွန်တော်ကအဲ့ကလေးကသိအဲ့တော့ကျွန်တော်အင်္ဂလိပ်စာလေ့လာတယ်နောက်တစ်ခုကကျတော့ကျွန်တော် social media ပေါ့ကျွန်တော်2012ထဲက Facebook သုံးတယ်ကျွန်တော်ရဲ့ Facebook account ရဲ့ creation date ကိုကြည့်လိုက်ရင်2012ထဲကအဲ့ချိန်ကနေစပြီးကျွန်တော် Facebook သုံးတယ်ဘာလုပ်နိုင်လဲဆိုတော့စေးကြောင်းကနေပြီးကစားဆိုတော့စေးပညာနဲ့ပတ်သက်တဲ့ဒီအကြောင်းအရာတွေနာသိရပေါ့နော်အဲ့တော့စာတွေကနီးနေတော့မယ်အဲ့ခါကျတော့ကျွန်တော်ကvlog လေးရေးတယ် academicmedicine.blogspot ဆိုတာအဲ့တော့နာမည်ကြီးတယ်အဲ့တော့နာမည်ကြီးသွားတဲ့ BBC တွေဘာတွေမှတော့ပါလာသေးတယ်အဲ့မှာကကျွန်တော်ပထမဆုံးစေးပညာ blog လိုမျိုးဖြစ်နေတာပေါ့နော်အဲ့တော့စေးပညာ blog ရေးတယ်နောက်တော့ကျွန်တော်အလုပ်တွေရှုပ်လာနေတိတ်မြေးပြီးတော့အဲ့ဒါကတော့ဝမ်းနေတဲ့အကောင်းတွေပေါ့နော်အဲ့ဒီစေးပညာ vlog လေးကတော်တော်ရေးပြီးနေပြီvlog တွေရေးတယ်အင်္ဂလိပ်စာလေ့လာတယ်နောက်တစ်ခါလူတွေနဲ့အဲ့လိုမျိုးပေါ့အဆက်အသွယ်ဖြစ်အောင်စာရေးတတ်အောင်ကိုစူးစမ်းရတယ်ပေါ့အဲ့တော့ဘာဖြစ်သွားလဲဆိုတော့ဒီဘွဲရပြီး6လလောက်အကြာမှာပေါ့နော်သူများတွေကတော့ဟိုကုမ္ပဏီစေးကုမ္ပဏီတွေပါဝင်လုပ်နေကြပြီဒါပေမဲ့ကျွန်တော်ကဘွဲရပြီး6လလောက်အကြာမှာကြာတော့မှာကိုဝါသနာနဲ့အလုပ်နဲ့တကယ်တမ်းကြိုက်တဲ့အလုပ်ကိုရတယ်အဲ့ဒါကဘာလဲဆိုတော့ editor လုပ်ရတာအဲ့ဒါနဲ့ကျွန်တော်ကသတင်းမီဒီယာတွေကိုရောက်သွားအဲ့သတင်းမီဒီယာမှာစပြီးကျွန်တော် editor လုပ်ရတယ် editor လုပ်တော့လဲကျွန်တော်ကစပြီးတော့ကိုယ့်လုပ်ကိုအရန်view site တယ်ပေါ့ကိုယ့်လုပ်ကိုအရန် view site တယ်အရန်ကောင်းအောင်လုပ်တယ်အရန်စိတ်ထည့်ပြီးအလုပ်လုပ်တဲ့အခါကျတော့အဲ့နေရာမှာလဲကျွန်တော်အောင်မြင်တယ်ဒီလိုနဲ့တဖြည်းဖြည်းနဲ့editor လုပ်တယ်နောက်တော့ကျွန်တော်နိုင်ငံသားတွေပါထွက်သွားလိုက်တယ်အဲ့မှာ scholar တွေပါရသွားတယ်ဗျာအဲ့မှာ scholar ရပြီးတော့ကိုတကယ်စာရေးအလုပ်ကိုကျွန်တော်ရန်သဘောကျသွားတယ်ကိုကနေသူများတွေကိုပြောပြရတဲ့အလုပ်ကိုကနေပြီးတော့အသိပညာဖြန့်ဝေရတဲ့အလုပ်ဆိုပြီးတော့ကျွန်တော်ရန်သဘောကျသွားတာနေအဲ့ဒါဆက်လုပ်ရင်လည်းကျွန်တော်စာဆက်ရေးဖြစ်သွားတယ်ဒီမှာဆိုကြည့်လိုက်အခု2020လောက်ထိဆက်ပြောပြမယ်ပေါ့နော်အဲ့တော့2020လောက်ဝင်းကျင်ကိုရောက်တဲ့အချိန်မှာ2012တုန်းက
ကျွန်တော်တကယ်ချင်းနေရလဲဟိုဆေးကုမ္ပဏီတွေကိုပိုင်ဆေးကန်းတွေစဖွင့်နေတဲ့သူတွေဆိုရင်2020လောက်ကြာတော့ခါမှာကြာတော့သူကကိုပိုင်ဆေးကန်းဖွင့်နိုင်တဲ့သူကဖွင့်နေနိုင်ပြီဆေးကန်းစလုပ်တဲ့ဆိုကိုပိုင်ဆေးကန်းကိုကြီးဖွင့်နေနိုင်ပြီဆေးကုမ္ပဏီမှာလုပ်တဲ့သူဆိုလဲတော်တော်ယာရုကြီးနေပြီပေါ့နော်အဲ့လိုမျိုးအခြေအနေမျိုးတွေရောက်နေပြီအဲ့ဒီအချိန်မှာကျွန်တော်ကလည်းကျွန်တော်လမ်းကြောင်းကိုကျွန်တော်သေချာရှောက်နိုင်နေပြီအဲ့ဒါကကျွန်တော် health care နဲ့ပတ်သက်တဲ့ influencer ဖြစ်တယ်နောက်တစ်ခုကကျွန်တော် hello ဆရာဝန်ပေါ့နော်ဒီကျန်းမာရေးနဲ့ပတ်သက်တဲ့ digital health care platform မှာကျွန်တော် country manager အနေနဲ့လုပ်တယ်အဲ့တော့ဒီဟာတွေကိုကျွန်တော်လုပ်ခဲ့တဲ့အကြောင်းအရာတွေအကုန်လုံးကဟိုမှာကျွန်တော်စာရေးတယ်အင်္ဂလိပ်လိုကျွမ်းကျင်အောင်လုပ်တယ်ကွန်ပျူတာကျွမ်းကျင်အောင်လုပ်တယ်နော်အင်တာနက်နဲ့ကွန်ပျူတာဒီဟာတွေကိုကျွမ်းကျင်အောင်လုပ်တယ်ဒါတွေအကုန်လုံးက hello ဆရာဝန်ရောက်တဲ့အခါမှာအရန်သုံးဝင်သွားတယ်လုံးဝကွက်တိပဲ hello ဆရာဝန်နဲ့ကျွန်တော်အလုပ်ကလုံးဝကွက်တိပဲ digital health care ကျန်းမာရေးနဲ့ပတ်သက်တဲ့အသိပညာတွေမျှဝေတာအဲ့တော့ကျွန်တော်ကလုံးဝ hello ဆရာဝန်လေးရောက်တဲ့အချိန်မှာကျတော့အရန်အောင်မြင်သွားပြီအရန်အောင်မြင်သွားပြီဆိုတာအခုဆိုရင်လည်း hello ဆရာဝန်ကမြန်မာနိုင်ငံမှာအကြီးဆုံး digital health care platform ဖြစ်နေပြီလေနော်အဲ့ဒါကကိုနဲ့ကြိုက်တဲ့အလုပ်ကိုသွားပြီးတွေ့တဲ့အခါကျတော့လုံးဝအရန်အစ်စ်ပြေသွားတာအဲ့တော့2020လောက်ရောက်တဲ့အချိန်မှာကျတော့ကျွန်တော်ကိုနောက်ကျနေပြီလို့လုံးဝမခံစားရတော့နော်သူများနဲ့ရှင်းလိုက်တဲ့အခါကျရင်လောက်ရမှာတခုတည်းပဲကိုလောက်ရမယ့်အလုပ်ကိုစိုက်ဟိုပေါ့ဒီဇိုင်းမဲ့လောက်သွားရုံပဲအမြဲတမ်းကျွန်တော်ကကိုလောက်ရမယ့်အလုပ်ကဟုတ်ပြီငါသူများနဲ့ရှင်းနောက်ကျနေပြီလို့ထင်တယ်အဲ့တော့ဘာလုပ်မလဲငါလုံနိုင်တဲ့အရာကိုသူများတွေငါ့ပေါ်ပါဘယ်လိုမြင်လဲဆိုတာကိုကျွန်တော်ထိန်းလို့မရအောင်ဥပမာအဖြစ်ခုနကပြောသလိုပေါ့ကျွန်တော်အလုပ်သူများတွေခန့်အောင်လို့ကျွန်တော်ဘယ်လိုမှသွားပြောလို့မရဘူးလေနော်အတွေ့အကြုံရှိတဲ့သူကိုအလုပ်ခန့်မှာမဟုတ်ဘူးလေအဲ့တော့ကိုယ်အလုပ်ခန့်အောင်လို့တော့သွားပြောလို့မရဘူးဒါပေမဲ့ကိုယ်စွမ်းရည်ကိုဖွံ့ဖြိုးနေအောင်တိုးတက်နေအောင်တော့ကျွန်တော်လုပ်လို့ရတယ်အဲ့တော့ကျွန်တော်လုံနိုင်တဲ့ဘောင်တွေကနေပြီးတော့ကျွန်တော်အကောင်းဆုံးလုပ်တယ်ကျွန်တော်လုပ်ရမယ့်အလုပ်တွေမှန်သမျှကျွန်တော်အကောင်းဆုံးလုပ်တယ်အဲ့ခါကျကျွန်တော်ရီမန်းထားတာတော့ဥမာအားလုံးသူများထက်တာဝါရလိမ့်မယ်လို့ရီမန်းထားတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ကိုလုပ်ရမယ့်အလုပ်ကိုအမြဲဒီဇိုင်းမဲ့လုပ်ရတယ်အကောင်းဆုံးလုပ်လိုက်တဲ့အခါကျတော့အချိန်တစ်ခုရောက်သွားတဲ့အချိန်မှာလူက level တစ်ခုမှာဟိုပေါ့အောင်မြင်မှုကိုရလာတာပဲဆိုတော့အစတုန်းကတော့သူများရဲ့နောက်ကျရလို့ထင်တယ်နောက်ကျရလို့မထင်တော့နော်ဒါကတစ်ခုပေါ့ဒါနဲ့မပြီးသေးဘူးဗျာကျွန်တော်တို့ဘဝ2021နောက်ပိုင်းမှာလူတိုင်းရဲ့ဘဝတွေပြောင်းလဲသွားတယ်ဗျာဟို one way or another မှာဘဝတွေပြောင်းလဲသွားကြတာကြီးလေကျွန်တော်လည်းပြောင်းလဲသွားတာပဲကျွန်တော်ဘဝဆိုလည်းပြောင်းလဲသွားတယ်ကျွန်တော်ဥပမာပြောရရင်တော့ခုနအလုပ်တွေကတိတ်ဟိုမှာ hello ဆရာဝန်ဆိုပါလို့ hello ဆရာဝန်ဟာဆိုရင်လည်းဒါကအများနဲ့လုပ်ရတယ် marketing နဲ့လုပ်ရတယ်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်နေမှဒီလုပ်တွေကလည်းအဆင်ပြေတာမျိုးပေါ့ဆိုတော့ဒီလုပ်တွေဆိုရင်အဆင်မပြေတော့ဘူးဗျာအဲ့တော့ဒီအခု2025ပေါ့အခုဒီဟာပြောနေတဲ့အချိန်မှာပဲကျွန်တော်သူများထက်နောက်ကျနေတဲ့နေရာတစ်ခုကျွန်တော်ရောက်နေတယ်ဘယ်လိုနေရာမျိုးလဲဆိုတော့အခုဆိုကျွန်တော် YouTube channel လုပ်နေရလေနော်ဟိုဒီနေ့မနေ့ကတော့ကျွန်တော်ပြောထားသေးတယ်အခု YouTube channel လုပ်တာဆိုလဲကျွန်တော်ရန်နောက်ကြတယ်ဗျာသူများရဲ့ထက်လောက်လာတာသူများရဲ့ဆိုကြားလာပြီကျွန်တော်ကရန်နောက်ကြနေတဲ့ခါကျကျွန်တော်မှလုံးဝစလုံးရေးစသူများနဲ့ရှင်ရန်နောက်ကြနေတဲ့အချိန်နေနောက်တစ်ခုကကျွန်တော် medical tourism travel and tour တို့အရင်တော့မလုပ်ခဲ့တဲ့အလုပ်တွေအခုမှပြန်စပြီးလုပ်နေရတယ်ပေါ့နော်ကုမ္ပဏီအသစ်ကျွန်တော်ပြန်လုပ်နေရတယ်ဟိုဘာဖြစ်လို့လဲဆိုတော့အရင်တော့လုပ်ခဲ့တဲ့အလုပ်တွေကအခုခေတ်ဟိုအခြေအနေမှာပေါ့နော်အခုတွေ့နေရတဲ့စိန်ခေါ်မှုတွေကြားထဲမှာမရှင်းသနိုင်တော့ဘူးအဲ့တော့ကျွန်တော်အလုပ်တွေပြန်စနေတယ်အလုပ်တွေပြန်စတာလဲဒါကျွန်တော်အတွက်သူများနဲ့ရှင်နောက်ကျနေရပဲနော် travel and tour ဆိုလဲဒါလုပ်နေသူအများကြီးရှိနေပြီ medical tourism ဆိုလဲလုပ်နေသူအများကြီးရှိနေပြီအခု YouTube channel ဆိုရင်တော့မှရှေ့မှာကိုယ့်ထက်အများကြီးပိုအောင်မြင်ပြီးတော့ဆက်နေအများကြီးရနေသူတွေရှိနေကျွန်တော်ကအခုမှစရတာအဲ့တော့ကျွန်တော်နောက်ကျနေပြန်ရောဒါက2025အသက်38နှစ်ရောက်တော့မယ့်အချိန်ကြတော့မှပြန်ပြီးတော့သူများနဲ့ရှင်နောက်ကျနေတဲ့အချိန်တွေပြန်ရောက်သွားပြန်အဲ့တော့ကျွန်တော်ပြန်စဉ်းစားအောင်ငါနောက်ကျနေပြန်အဲ့တော့လေဘာဖြစ်လဲပါ2012ကကျွန်တော်ရဲ့အချိန်တွေကိုသွားပြီးသတိရတယ်ဒီကိစ္စမှာတော့ဘာမှလုပ်လို့မရဘူးလေနော်နိုင်ငံရေးချင်းတွေဖြစ်နေတဲ့ကိစ္စတွေကျွန်တော်စီးပွားရေးလုပ်လို့မရတာတွေကျွန်တော်ရဲ့ဘဝတွေအစ်ကနေပြန်စနေရတဲ့ကိစ္စတွေကျွန်တော်ဘာမှမတတ်နိုင်ဘူးနော်ကိုယ်ထိန်ချုံမှုပေါင်းထဲမှာဘာမှမရှိတဲ့အကြောင်းအရာတွေဒါမဲ့ကျွန်တော်လုံနိုင်တာတစ်ခုတော့ရှိတယ်အဲ့ဒါကဘာလဲဆိုကိုလုံနိုင်တဲ့ပေါင်းထဲကနေပြန် keep moving forward ရှေ့ကိုဆက်ရှောက်နေဖို့နော်ရှေ့ကိုဆက်ရှောက်နေဖို့ကိုလုံရမယ့်ဟာတွေကိုအကောင်းဆုံးဆက်လုပ်နေဖို့ကျွန်တော်လုပ်လို့ရသေးတယ်ချိန်နေဘယ်လောက်ပဲဆူဆူနေအဲ့တော့ကျွန်တော်ကတော့ကိုလုံနိုင်တဲ့ဟာကိုကျွန်တော်အာရုံထားတယ်ငါဘာလုံနိုင်သေးလဲငါဘာဖွံ့ဖြိုးအောင်လုံနိုင်လဲငါဘာတိုးတက်အောင်လုံနိုင်သူများနဲ့နောက်ကျရတယ်ဗျအခုချိန်မှာကျတော့ကျွန်တော်အရန်အဲ့ဒါရင်းနဲ့ပတ်သက်လို့တိတ် feeling မရှိတော့သူများထက်နောက်ကျရတယ်ဗျမရှိတော့ငါတနေ့ကိုဗီဒီယိုတစ်ပုတ်ရအောင်တင်မယ်တနေ့ကိုချိန်လန်း1000ရအောင်ရှောင်းမယ်ငါတနေ့ကိုအလုပ်ကိစ္စနဲ့ပတ်သက်လို့မရရအောင်ဒီဟာတွေရအောင်လုပ်မယ်ဆိုရင်အခုချိန်မှာလည်းမရရအောင်အဲ့ဒါဆက်လုပ်တယ်ဘယ်လောက်ပဲခက်ဘယ်လောက်ပဲပြင်မှန်ကျွန်တော်တိုးမယ်လို့ပြောထားတဲ့အကြောင်းအရာကျွန်တော်ရအောင်ရှေ့ဆက်တိုးတယ်အဲ့လိုတိုးချင်းအဖြစ်ဘယ်သူ့မှ give side ဘယ်သူတခြားသူတွေနဲ့နောက်ကျနေပြီဆိုပြီးတော့စဉ်းစားမနေနဲ့ကိုသွားမယ်လမ်းသာရှေ့ဆက်တိုးအဓိကပြည့်ဝချက်ကအဲ့ဒါပဲ
အောင်မြင်တဲ့သူတွေရဲ့အဓိကလျှို့ဝှက်ချက်ကရှေ့ဆက်ရှောက်နေတာပဲတခြားသူတွေနဲ့ရှင်ပြီးကိုဟိုနောင်တမရနေကိုဒေါသထွက်ပြီးတော့ဝမ်းနေပြီးတော့ဘယ်လိုပြောရမလဲကိုအားမရဖြစ်မနေဘူးလောက်ရမယ့်အလုပ်ကိုဆက်လုပ်ရတယ်ကျွန်တော်လည်းအဲ့လိုပဲအခုလောက်ရမယ့်အလုပ်ကိုဆက်လုပ်တယ်နေတိုင်းငါဒါလုပ်မယ်လို့ပြောရင်ဆက်ပြလုပ်တယ်လူတွေကလေငွေကလေးကမတူညီတဲ့လမ်းတွေမှာမွေးလာတာဗျာသိလားဥမာတချို့တွေကကြတော့မိဘတိုင်းဝမ်ကောင်းတယ်ဆက်သွယ်ကောင်းတယ်ဒါကြတော့ရှေ့ရောက်နေတာပေါ့တချို့လာကျွန်တော်တို့လိုမျိုးတချို့မိဘတိုင်းဝမ်မရှိဘူးအဆက်အသွယ်မရှိဘူးဒါဆိုရင်တော့ကျွန်တော်တို့ပြေးရတယ်လမ်းအနောက်မှာရောက်နေတာပေါ့နော်ကျွန်တော်တို့ကပေးထားချက်တွေကမတူဘူးဗျာပေးထားချက်တွေမတူဘူးတချို့တွေအဆင်ပြေတချို့တွေအဆင်မပြေအဲ့ပေးထားချက်တွေမတူတဲ့ဟာမှာဒီလူတွေနဲ့ကိုဘဝကိုတစ်ထက်သေးကြအောင်နှိုင်းရှင်မှုကခက်တယ်အဲ့လိုသွားနှိုင်းရှင်ကျွန်တော်တို့ကကြေကွဲရလေဘာဖြစ်လို့လဲမတူညီတဲ့ပေးထားချက်တွေနောက်ခံ background တွေခုနကပြော network တွေ connections တွေဒီလိုမတူညီတဲ့ background တွေရှိတဲ့သူချင်းကိုကျွန်တော်တို့သွားပြီးရှင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့ကစိတ်တက်ကြတာပဲအဖတ်တင်နေတယ်ကျွန်တော်ဘာမှအကူအညီဖြစ်နိုင်မှာမဟုတ်ဘူးကိုမလုံးနိုင်တဲ့အရာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဘာမှလည်းကိုဆက်လုပ်နိုင်မှာမဟုတ်ဘူးအဲ့တော့ကိုရှောက်ရမယ့်လမ်းကိုလုံးရမယ့်အလုပ်ကိုသာဆက်လုပ်ပါတကယ်လျှို့ဝှက်ချက်ကအဲ့ဒါပဲတကယ် key point ကအဲ့ဒါပဲအောင်မြင်ခြင်းရဲ့လျှို့ဝှက်ချက်ကကိုလုံးရမယ့်အလုပ်ကို design မမတ်ဆက်လုပ်ခြင်းပဲ consistency ပဲအဲ့ဒါ key ပဲအဲ့ဒါရှိရင်တစ်ချိန်မှာတော့အောင်မြင်မှုကရနိုင်မှာပဲအဲ့တော့ကျွန်တော်ကတော့2012ကနေစပြီးတော့အတွေ့အကြုံရှိတယ်ဒီလိုပဲကျွန်တော်လုပ်ရမယ့်အလုပ်ကိုဆက်လုပ်တယ်အခု2025မှာတစ်ခါကျွန်တော်လုပ်ရမယ့်ကျွန်တော်ဘဝအသစ်ပြောင်းလဲသွားတယ်ကျွန်တော်လုပ်ရမယ့်အလုပ်ကိုကျွန်တော်ဆက်လုပ်နေပြန်တယ်မတူညီတဲ့အကြောင်းရင်းနောက်ခံရှိတဲ့သူတွေချင်းကိုနှိုင်းယှဉ်မှုမကြိုးစားနဲ့အဲ့အစားကိုလုပ်ရမယ့်အလုပ်ကိုသာဆက်လုပ်ပါကျွန်တော်အများအားကိုကားနေကြ Steve Jobs စကားအတိုင်းပဲကိုကားရရင်တော့ကျွန်တော်တို့ဘဝဆိုတာအမှတ်ဆက်တွေကိုဆက်ရတာပဲကိုလှုပ်တဲ့နေရာမှာအမှတ်ဆက်ကိုကောင်းကောင်းချခဲ့လိုက်နောက်တစ်ချိန်မှာအဲ့အမှတ်ဆက်တွေကိုပြန်ဆက်လိုက်တဲ့အခါမှာကိုတကယ်လိုချင်တဲ့ရုပ်လုံးတစ်ခုပေါ်လာနိုင်လိမ့်မယ်နော်အဲ့တော့ဒီနေ့မှာကိုသူများထက်ရှင်နောက်ကျနေရလို့ခံစားနေရတဲ့သူတွေအတွက်ကျွန်တော်အကြံပေးချင်တာကတော့မတူညီတဲ့နောက်ခံအကြောင်းရင်းတွေရှိတဲ့သူတွေကြားမှာမနှိုင်းရှင်ပါနဲ့ကြေကွဲရတာပဲဖတ်တယ်လေအကြံပေးချင်တာအဓိကလျှို့ဝှက်ချက်ကတော့ကိုလှုပ်ရမယ့်အရာကိုလှုပ်မယ်လို့ဆုံးဖြတ်ထားတဲ့အရာကိုမမိတ်မတုံတစ်ဆိုင်မမတ်ဆက်လုပ်ပါကိုလိုချင်တဲ့နေရာတစ်ချိန်မှာတော့ရောက်ရပါလိမ့်မယ်